โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာမိုးရင်းမှာဆိုလာအားဝင်နေရင်စတင်ချိန်တဲ့နည်းလေးကိုပြပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာ Max Solar Inverter 24ဗို့ 3kV ကိုချိန်ပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးဝင်မယ်ဆိုရင် Anna ကို5စက္ကန့်ဖိထားပါခင်ဗျာဟုတ်ပြီဒီရာကိုကြော်မယ်ခင်ဗျာနော်တစ်ချက်ချင်းနှိပ်မယ်1ဒီမှာ1ရွေးရတယ်ဆိုတာ UEFI Utility EPC မှုကိုအဓိကဦးစားပေးပြီးသွင်းပါခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီမှာအမြန်ပဲကြော်ပြမယ်ခင်ဗျာအဓိကချိန်ရမယ့်နေရာကိုပြောပြမယ်ပေါ့နော်ဒါပဲ17ကိုသွားပါ SNU ဆိုတာဆိုလာကိုပြောတာခင်ဗျာနော်အဲ့မှာ MBR ကိုကအောင်းဝင်တာမမီဘူးမိုးတွေပါအုံနေမိုးရွာလိုက်နေပူလိုက်အဲ့လိုမျိုးဖြစ်နေရဆိုရင်ခြားခြားမပြေဘူးဆိုရင်ဒီမှာ MBR 60တိမြင့်လို့ရတယ်ခင်ဗျာနော်ဒီမှာတစ်ချက်မြင့်မယ်ဒါကဆိုလာဦးစားပေးလူတွေဆိုရင်ဒီမှာမြင့်မယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်က73ကိုရောက်သွားမယ်ဗျာဒါကကျွန်တော်AC ကို29 MBR ချိန်ထားပါတယ်ခင်ဗျာဒီထက်ထပ်တိုးချိန်လည်းရတယ်ကိုက100 MBR လောက်ဆိုရင်30 40လောက်ချိန်ထားရင်အဆင်ပြေပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာဒါလေးအရေးကြီးရယ်နော်ဒါလေးလာလို့ပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ